ဒီကောင်လေဟာဘောလုံးကိုထနာရီဂိုးရှစ်မိုင်းခုနဲ့ပစ်လိုက်တဲ့အခါရိုက်တန်ဟာထဆစီဂျေမိုသွားခဲ့ပါပါတယ်။ဒါဟာဒုံငယ်စင်ကတဲ့ဟာပန်းတီတွေပြီးလေ့ကျင့်ခဲ့တဲ့မီကီရဲ့အစွမ်းပဲဖြစ်ပါတယ်။ဒီလိုလေ့ကျင့်မှုကြောင့်သူ့ရဲ့လက်မောင်းဟာမယိုးနိုင်လောက်အောင်တန်မာလာခဲ့ပေမဲ့ဖြတ်တနာတစ်ခုရှိနေပါတယ်။အဲဒါကတော့သူဟာပန်းတီတွေကိုပဲကျွမ်းကျင်ပြီး baseball ဘောလုံးကိုတော့ကောင်းကောင်းမပစ်တတ်တာပဲဖြစ်ပါတယ်။နီးပြရဲ့ပါနတ်တဲ့အချန်ကန်ယန်ဒါကိုရက်မိသွားတဲ့နီးပြက smart jet တဲ့အချန်တခုထုတ်လိုက်ပါတယ်။သူဟာဖန်သူရဲ့ let it အလဲတီမှာအနီရောင်အဆက်ကလေးတခုဆွဲပေးလိုက်ပါတယ်။မီကီအဲ့ဒီအနီဆက်ကိုမြင်လိုက်တဲ့အခါသူ့ချန်ထက်ကပြီးမှတ်တခုလိုထင်မှတ်သွားပြီး baseball ဘောလုံးဟာလည်းပန်းတီတစ်လုံးလုံးဖြစ်သွားပါတယ်။သူဟာကိုယ်ကိုယုံကြည်မှုနာပြည့်နဲ့တုံးချိန်ဆက်တိုက်ပြီးလိုက်တာဖိုက်ဖက်တွေအလဲလဲအကွက်ဖြစ်သွားပါတော့တယ်။ဒါပေမဲ့ဒါနဲ့မှတော့ဒီပါရီယာကိုရိုင်းဖက်အတင်နေပြကတတိထားမိသွားပြီးဒါဟာမတမမဖြစ်တယ်လို့ဒိုင်လူကြီးကိုတိုင်းတန်ပါတော့တယ်။ဒါပေမဲ့စီမင်းထဲမှာလာအိတ်ကိုဆဲမခဲရဘူးလို့မပါရှိပါဘူး။ဒါတောင်မှညထာမှုရှိအောင်ဒိုင်လူကြီးကအေဒီလာအိတ်ကိုတင်းယူလိုက်ပါပါတယ်။အနီဆက်မရှိတော့တဲ့အခါမီကီဟာတကြောက်ပြန်စိုးရင်စိတ်တွေဝင်လာပြန်ပါတယ်။အဲ့ဒီအချိန်မှာနေပြကသူနာတဲ့ကိုကပ်ပြီးအားပေးစာကပြောလိုက်ပါတယ်။ဒါဟာမင်းရဲ့ချာထဲမှာပဲလို့တတ်မှတ်လိုက်စမ်းပါ။မင်းရဲ့ပြိုင်ဖက်ကဝက်တကောင်ဒီပွဲကတော့အဲ့ဒီဝက်ကိုပန်တီကွယ်နေတာပဲ။မီကီဟာစိတ်တင်းငိမ်သွားပြီးအာဂုံတုံးကပစ်လိုက်တဲ့အခါဘောလုံးဟာကဲမှုသွားပြီးသူတို့အတင်ထပ်မန်အောင်ပွဲခံနိုင်ခဲ့ပါတယ်။မာနာလိုမှုနဲ့အန်ဟောင်အယက်မီကီနာမေဂျီလာတာကိုကြည့်ပြီးမာနာလိုဖြစ်တဲ့သူရှိလာပါတယ်။အဲဒါကတော့မီကီကြောင့်လူစားလေခံလိုက်ရတဲ့ဂျက်ပါပဲ။မီကီမခေစားနိုင်အောင်ဂျက်ကမီကီယာFVနက်ကိုစစ်သားပြပေါ်မှာစာနေရိုက်နေထားခဲ့ပါတာ။ဒါကိုမြင်လိုက်တဲ့မီကီဟာထိတ်လန့်သွားပြီးအားနေဆွေးလိုက်တဲ့အခါဖီနက်အောက်ခံပြုတ်ထွက်သွားပါတဲ့။ဒါဟာမီကီမရှိတဲ့ဥတဲတော်ဖီနက်ဖြစ်လို့သူမကာစားနိုင်တော့မြအခြေအနေစိုက်သွားပါတဲ့။ကံကောင်းချင်တော့ဒါတွေကိုနီးဖြာကမြင်စွာပြီးအားလုံးကိုနောင်နံကမီကီရဲ့ဖီနက်အတက်တဆုံလက်ဆောင်ပေးခဲ့ပါတဲ့